ဆရာကြီးရွှေဦးတောင်းရဲ့မြမဂန္ဓဝင်ဝတ္ထုရတနာဘုံဝတ္ထုအခန်း18မောင်ထွန်းမြတ်မှာမိမိကိုယ်တိုင်တည်ကြည်ဖြောင့်မှန်သောစိတ်တော်ရှိရာကသူတစ်ပါးတို့လည်းမိမိကဲ့သို့ပင်ရှိခြင်းမိဟုအောက်မေ့သောကြောင့်မောင်သက်ညွန့်ဟာဤသို့ယုံကြည်စိတ်ချ၍မှားထားခဲ့ခြင်းဖြစ်ပါတယ်ထို့ပြင်မိမိမယား၏စိတ်တော်ကိုလည်းလုံးလုံးရရယုံကြည်စိတ်ချပြီးဖြစ်၍မိသည့်ယောက်ျားမျိုးနှင့်မဆိုလူမရှိသောတောကြီးတန်း၌ထားခဲ့သည့်တိုင်အောင်စိုးရင်ရမရှိဟုအောက်မေ့မိပါတယ်မောင်ထွန်းမြတ်မန္တလေးသို့ပြန်၍9ရက်ခန့်မြကြာသည့်အတွင်း၌မထီလာမြို့၌မောင်သက်ညိုသည်နေ့စဉ်မပြတ်ခင်စင်ကြီးအိမ်သို့ဝင်၍လမ်းလျှောက်ရန်ခေါ်ငင်ပါတယ်။ခင်စင်ကြီးလည်းမောင်သက်ညိုနှင့်မတွေ့ရန်သွားချိန်မကြမီထွက်သွားနှိပ်၍သွားနေကြမဟုတ်သောလမ်းတို့မှာလျှောက်သွားတော်လဲမောင်သက်ညိုသည်မတွေ့အောင်ရှာ၍လိုက်လာပါတယ်။ဤသို့သောနီးနှင့်မရပြန်သဖြင့်မောင်သက်ညိုကမလာနှင့်တော့ဟုခွင့်၍ပြောမိဟုအောင်းမိမိပြန်လျင်မောင်သက်ညိုကဘယ်အတွက်ကြောင့်ဘာလဲဟုမေးပြန်၍ပြန်၍မပြောတတ်အောင်ဖြစ်ပြီးလျင်အမှန်ကိုဖွင့်၍အမှတ်မဲ့ပြောလိုက်မိကိုစိုးရင်သောကြောင့်ဤသို့လဲမပြောဝင်ပဲရှိနေပြန်ပါတယ်ထို့ပြင်ခင်သင်ကြီးမှာပြန်ရဲလဲနေပြီဖြစ်သောကြောင့်မိထီလာမှပြန်သွားရင်မောင်သက်ညို့နှင့်ကွဲရတော့မည်ဖြစ်၍မိမိအားနှောက်ယှက်ရန်မတတ်နိုင်ဟု၍လဲအောင်းမိပြီးခဲ့ပါတယ်ဒီနေ့၌ခင်သင်ကြီးနှင့်မောင်သက်ညို့တို့သည်အခါတိုင်းထက်ဝေးဝေးလမ်းလျှောက်ကြပြီးနောက်ခင်သင်ကြီးမှာအနှဲငယ်မောပန်းသည်ဖြစ်၍မိထီလာကန်ကြီးအနီးထိုင်ုံတစ်ခုပေါ်တွင်အမောပြေလျက်ရှိနေကြရာနေမင်းသည်လည်းအယောင်ရှိန်ဖြော့၍ဝေလူဆဲဆဲရှိရာလူသွားလူလာလည်းပြည့်၍တမျိုးလုံးစိတ်ညင်လျက်ကန်တွင်းမှခရုဖလဲတက်မှစ၍ရေတရဝါငယ်တို့တွန်မီကြသည့်အထိကိုခင်သေးကြီးနှင့်မောင်သက်ညွတ်တို့သဲကွဲစွာကြားရပါတယ်။နေဝင်ကြီးနည်းသဖြင့်လေချင်းကလေးသည်လည်းကန်ဘက်မှတုတ်လာရင်အနည်းရှိညောင်မင်းကြီးမှညောင်မဲတို့သည်အရွယ်ချင်းခတ်သဖြင့်မိုးရွာသောအတန်ကဲ့သို့မီးလေးလျင်အဖော်ကွဲလျက်ရှိသောကြီးတကောင်သည်ညောင်ငိုင်းမော်တွင်နားနေရမှလမ်းဖြန့်ပြီးလျင်ခင်သင်ကြီးတို့၏ဦးကောင်းပေါ်မှမီလျက်ပြန်တန်းသွားပါတယ်။မောင်သက်ညွန့်လည်းမိမိတောက်လျက်ရှိသောစီကလက်တို့ကိုပြစ်မိလိုက်ပြီးလျင်ကျွန်တော်တို့ရွှေဘုံမှာနေကြတော့ကကျုံးနားမှာဒီလိုပဲတရက်နေထိုင်ကြတာမှတ်မိသေးလား။မှတ်မိတယ်။တော်ကတော့လိုက်ပြီးခေါ်သေးတယ်မဟုတ်လား။ဩခင်လည်းမှတ်မိတယ်ကိုဟုတ်တယ်။မမကဒီတုန်းကကျွန်တော်မက်နဲ့များထင်နေတယ်မပြောတတ်ဘူးရှင်။မမကဒီလိုပဲသူနာကပ်ပြီးတော့နေစေခြင်းနဲ့ဒီပြင်လူနဲ့လည်းမကြိုက်ချင်ဘူး။ကိုကတော့လေဒီပြင်တယောက်နဲ့မှသွားကျင်လာခြင်းနဲ့ဝင်အောင်မင်းသမီးနဲ့လားဝင်အောင်မင်းသမီးနဲ့များဘတော့မှမသွားဘူးဒါတော့ခင်ရဲ့ခင်လည်းအတီသားနဲ့ဟုပြော၍ခင်သင်ကြီးကိုကြည့်လိုက်လျင်ဆိုလိုသည့်အဓိပ္ပာယ်ကိုရိပ်မိ၍ခင်သင်ကြီးသည်မျက်နှာထားခက်သဖြင့်မျက်နှာလွှဲလျက်နေရာမှားပါပြီတော့လွန်သွားတဲ့နှစ်တွေပြန်ဆွဲလို့ရင်ရလီတော့ဆွဲလိုက်ပါရဲ့ခင်ရဲ့ဒီကအကောင်ကအမတန်မိုက်ပါတယ်လေအဖိုးနဲ့ဗရမများမှီနေလောက်ရသားနဲ့မစင်းစားမိတဲ့အတွက်ငါးပါးကြီးမှောက်တာပါပဲခင်ရဲ့အခုတော့သူများလက်ရောက်မှဟုပြောစေတွင်ခင်သင်ကြီးသည်ဆက်လက်၍မကြားလို့သဖြင့်ထိုင်ရမှထားလေလျင်နေပေါင်းခင်ရဲ့စမိလို့ရှိမှဆုံးအောင်ပဲပြောပြစီတော့တစ်သက်လုံးမှာဒီတကားပဲကျွန်တော်ပြောဖို့ရှိပါတယ်ဟိုလုံးကလေးကကိုကတနေ့တော်လဲပြောမယ်ဟဲ့တနေ့တော်လဲပြောမယ်ဟဲ့နဲ့ကိုကတော့ခေတ်မှာအတိဒုက္ခရောက်နေတဲ့အခါပါကလားလို့မတော်သေးဘူးလို့အောက်မေ့ပြီးနေမိဒီလိုမထောင်မထားမညာတာတဲ့သူကဘုံငနဲ့ဆိုလာပြီးတော့တော်ပြီရှင်တော်ပြီကျမနားမထောင်ချင်ဘူးခဏလေးမှခင်ရဲ့ဆုံးအောင်နားထောင်မအောင်ခင်နဲ့လွဲသွားပြီးတဲ့နောက်ဘယ်အတွက်ကြောင့်လွဲရတယ်ဆိုတာတခါလောင်များတွေ့ရလျင်ပြောပြလိုက်မဟဲလို့ဒီလောက်တိကြောင်ခဲပြီးလာခဲ့တနေ့မှစိတ်မေးပါဦးခင်ရဲ့ဘိုးတော်ကတော့ကိုယ်စိတ်ကိုဒီလောက်မှန်းမသိပေဘူးလွဲပြီးတဲ့နောက်မှခင်အတွက်ဘလောက်အစွဲလန်းကြီးတယ်ဆိုတာသိရပါတယ်ကျမအုတ်ထိန်သူမရှိတဲ့အခါမို့မကြားချင်တဲ့စကားကိုရှင်ကအတင်းပြောတာပေါ့လေဟုမျက်နှာထားတင်းတင်းထားပြီးပြောပါတော့လဲစိတ်နိုင်မှုကခင်သင်ကြီးသည်လွတ်လွတ်လပ်လပ်ဖြစ်ခဲ့ပါကဤကဲ့သို့သောစကားတို့ကိုကြားလို့မီမှာအမှန်ပင်ဖြစ်ပါတယ်ပြောတာနဲ့တော့မထူးပါဘူးခင်ရဲ့အခုမှတော့လဲလွန်ကုန်ကြပါပြီဘယ်နဲ့မှလည်းတတ်နိုင်ကြမည်မဟုတ်ပါဘူးမိုက်တော့ကိုကမိုက်ပေတာပဲကိုမိုက်လို့ခင်လဲဒီလိုကောင်းနေဖြစ်သွားရတာတနာပါရဲ့ဟုပြောလေခင်သင်ကြီးသည်အလွန်အမျက်ထွက်၍ကျမယောက်ျားကိုလားရှင်ကအကောင်ဆိုတာကျမကိုရှင်ကများတနာရသေးတယ်ဘာမှတ်လို့လဲရှင်ကကိုထိုးမြကျမအမတန်ချစ်မြတ်နိုးတဲ့ယောက်ျားရှင်သိရလားသူ့ကိုကျမယူတာလဲကျမကိုနိုင်ကိုကသဘောကျလို့ယူတာသူ့ယူမိတာမှားတယ်ထင်လိမ့်မယ်လို့များရှင်ကအောင်းမေမိနေသလားအကွာကြီးတနေ့တခြားတောင်ပို့ပြီးတော့မျက်နှိုးလာသေးတယ်ရှင်ကရှင့်ကိုရှင်ဘာထင်လို့လဲရှင့်ပုံရှင်ပန်းနဲ့ရှင်သမောသားမျိုးနဲ့များကျမယောက်ျားနဲ့ရှင်နိုင်မယ်ထင်လို့လားမောင်သက်ညွန့်လဲနှုတ်ခမ်းကိုကပ်လျက်မထင်ပါဘူးဗျာဟုပြောလျင်ရှင့်ကိုကျမကမောင်နှမလို့ယုံကြည်အားကိုးပြီးတော့နေမိလို့ရှင်ကဒီလိုစော်ကားတာပေါ့လေကိုထွန်းမြတ်ရှိရင်ရှင်ဒီလိုပြောဝင်မလားဆုတ်ပါသွားမယ်ဟုပြော၍ထွက်သွားလေလျင်
မောင်သိန်းညွန့်သည်အတင်းကိုက်၍လိုက်ပြီးကျွန်တော်ကအမှတ်တမဲ့လှော့ခနဲ့ပြောမိတာများဝင်မယူမာနဲ့ခင်ရဲ့ရှေ့ကလိုပဲကိုထွန်းမြတ်မရှိတဲ့အခါမောင်နှမလိုစောင်းရှောက်ပြီးနေပါရစေဒီလိုအောင်းမိမိလို့အခုဒီလိုအပြောခံရတယ်မဟုတ်ဘူးလားကိုထွန်းမြတ်ကမသိရှာလို့သူမယားစောင်းရှောက်တဲ့အတွက်ကျေးဇူးတင်စကားပြောသွားတာဒီလိုမှန်းသိရင်လေရှင်ကလားမှားပါတယ်ခင်ရဲ့မှားပါတယ်ကျွန်တော်လည်းယခုဒီအတွက်တောင်းပန်ပါတယ်နောက်ကိုလည်းဒီလိုမမှားစေရပါဘူးကိုစိတ်ကိုလည်းအပုံကြီးချုပ်တီးပါတယ်ချုပ်တီးလို့မရနိုင်ပဲအမတ်တမဲ့လှုပ်ခနဲ့ထွက်သွားမိတဲ့အတွက်ခေသိကြီးသည်ရက်နေသောမြင်းရထားတစ်စီးပေါ်သို့ရုတ်တရက်တက်သွား၍တကားကိုပိတ်လိုက်ပြီးလျင်ရထားသမားအားမိမိနေရက်ကိုပြောပြီးမောင်းသွားပါတယ်မောင်တန်းကျော်မှစကားလက်ဆမတက်ရပဲလမ်းတွင်ရက်လျက်အင်ကြီးအိတ်ကိုလက်နိုင်ပြီးလျင်နှုတ်ခမ်းကိုကိုက်ခါရထားကိုငေးလျက်ကြည့်နေရစ်ပါတယ်နောက်တစ်နေ့ညနေ၌မောင်ထွန်းမြတ်သည်မတိတာဘူရာယုံမှဆင်း၍ပြာကြီးပရာနှင့်လာပြီးလျင်အိမ်သို့ရောက်၍ခေသိကြီးနှင့်တွေ့လျင်အောင်မလေးလန့်လိုက်တာဗျာဘယ်နဲ့ကြောင့်ဒီလိုအလံကြားလောက်ရတာတော့ခင်ရဲ့ကျင်းနေရတော့ည7 နာရီလောက်ရှိပြီညရထားကလည်းမရှိတော့ညာတွင်ချင်းလည်းမလာနိုင်မိုးကလည်းလင်းခဲ့လိုက်တာလေတကယ်ဆိုတော့ဒီလိုအကြောင်းဆိုတာထည့်ပြောလိုက်ပါတော့တခုတော့ဘာမှမသိညာမှမသိနဲ့အမကြီးကပြောပါရဲ့ဘာမှမဖြစ်ပါဘူးကွယ်မင်းလာစီခြင်းလို့ရိုက်လိုက်တာပါတဲ့အကြောင်းထူးရင်ရိုက်ထည့်လိုက်ပါမယ်ပေါ့တဲ့ဘာဖြစ်လို့လဲခင်ပြောစမ်းပါဦးမင်းလီအမကြီးကဒီတစ်ခါအတော်တွေးကောင်းသားပဲဟုပြုံးလေးရဲ့ပြောပါတယ်ကြည်စမ်းခင်ကတော့ကြည်စားလိုက်တာပေါ့လေဒီကတော့တညာလုံးတရေမှမအေးနိုင်ဘူးတက်လက်တက်နိုင်ပါတယ်ဗျာကဲဘာမှမဖြစ်ရင်လည်းဖြစ်နှစ်ဖက်ကအရေးကြီးတဲ့အမူကြီးတစ်ခုကချိန်ထားလို့ဒီကနေ့ညမောင်ပြန်ရလိမ့်မယ်ခင်လဲရက်စီလူပါပြီနောက်9 ရက်လောက်လိုပါတော့တယ်ဟုပြောလေခင်သေးကြီးလဲလင်းသားသူကပ်၍ခင်လဲဒီကနေ့ညရက်စီပြီးမျက်နှာသားတစ်မျိုးနှင့်ပြောပါတယ်မောင်ထွန်းမြတ်လဲခင်သေးကြီးမျက်နှာကိုကြည့်လေလျင်အရင်တစ်ခေါက်ထက်ပင်ကျမ်းမာ၍လာသည့်လက္ခဏာရှိသည်ကိုမြင်ရသဖြင့်နောက်ထပ်၍ရက်တစ်ပတ်ခန့်နေရလျင်ရှင်းရှင်းပြောက်ချီတော့မိဟုအောင်းမိမိသဖြင့်ရက်မစီပဲပြန်၍မလိုက်ရန်အတန်တန်ပြောလိုက်ပါတော့လဲခင်သေးကြီးသည်မျက်ရည်ဆက်လက်နှင့်တောင်းပန်လျက်ရှိလျင်ဒီလောက်တောင်ခင်မြန်ခြင်းလိုက်တာပေါ့မောင်ပြောတာကခင်အကျိုးကိုပြောတာပါမောင်ကလည်းခင်ကိုယခုခေါ်သွားရမယ်ဆိုရင်ဝမ်းမသာပဲရှိပါမလားသို့တော့ဘာဖြစ်လို့ဆိုတာမောင်ပြောပြစမ်းပြင်းလို့ဆိုတာလည်းမဟုတ်သေးပါဘူးဒီပြင်အကြောင်းရှိအောင်ပါလိမ့်မယ်ခုမင်းလီခင်သေးကြီးသည်မောင်ထွန်းမြတ်နှင့်အကြောင်းမပါမီကမောင်တန်းညိုနှင့်ချစ်ချိုက်ပူးသည့်အတွက်မောင်တန်းညိုရှိသည့်မြို့၌မနေလိုကြောင်းကိုဖွင့်၍လင်ကိုပြောလိုက်ပြီးကျမ်းပါတော့လဲပြောရန်စကားကိုပါဇက်မှမထွက်နိုင်သဖြင့်ကလေးတွေလည်းလွမ်းလို့ပြင်းလို့ဟုပြောပါတယ်ကျွန်တော်တို့သည်ခေသိန်းကြီးကိုတီကျွမ်းသည့်နေ့မှစ၍ယနေ့တိုင်းခေသိန်းကြီးကြံပုံစီပုံပြောပုံဆိုပုံလုပ်ပုံကံပုံတို့ကိုထောက်ကြည့်၍ကြည့်ခဲ့ပါလျင်ခေသိန်းကြီးသည်ဖြောင်းမှန်တည်ကြည်သောသဘောရှိကြောင်းအမားကိုပြုရန်ကြောင်းရွံ့ကြောင်းအမှန်ကိုသာပြုလိုသောဆန္ဒရှိကြောင်းစေတမောဖြူစင်ကြောင်းစသည်တို့ကိုသိရှိနိုင်လိမ့်မည်ဟုယုံကြည်မျှော်လင့်ဖွယ်ရှိပါတယ်၎င်းညနေ၌မောင်တန်းညွန့်သည်အိမ်သို့ဝင်လာ၍ပြန်မိအကြောင်းကိုကြားသိရလျင်နေမယားနှစ်ယောက်အားအနှဲငယ်များမျက်နှာပြက်ပဲနှုတ်ဆက်၍ဘူရာယုံသို့လိုက်ဖို့ရှားပါတယ်မောင်ထွန်းမြတ်လည်းမသိရှာသဖြင့်မောင်တန်းညွန့်အားကျေးဇူးတင်စကားပြောပြီးလျင်မန္တလေးသို့အလဲတက်တက်ရောက်၍မိမိအိမ်၌တဲခိုရန်ဖိတ်ပါတယ်မိရထားထွက်သွား၍မောင်တန်းညွန့်သည်မိတိုင်အောက်တွင်ရက်လျက်မျောငေးကြည့်ရသည်ကိုခင်းသေးကြီးမြည်လျင်အေလို၏လက်တွင်းမှလွတ်ပေတော့မယ်ဟုဝမ်းမြောက်သောစိတ်နှင့်လင်း၏လက်မောင်းကိုကိုင်လျင်ဘာပြုလဲခင်အေးလိုလားစောင်းယူမလားဘာမှမဖြစ်ပါဘူးကိုပျော်လွန်းလို့ပါခင်ကိုနောက်တယောက်တည်းဘရောမှခွဲမထားခင်နဲ့နော်ဘရောမှမခွဲပါဘူးခင်ရဲ့ယခုထားရတာတော့မှခင်စိတ်မချမ်းမသာတာထက်မောင်ကတာပြီးတော့စိတ်မချမ်းမသာရပါသေးတယ်ခင်ရဲ့ယခုဖတ်ပြပေးသွားတာကတော့ဆရာကြီးရွှေဦးတောင်းရဲ့ရတနာဘုံဝတ္ထုအခန်း18ပဲဖြစ်ပါတယ်ဝတ္ထုလေးကိုဆက်လက်နားဆင်ရန်အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာကျွန်တော်ကတော့တင်ဆက်သူဇင်မင်းဖြစ်ပါတယ်